အားလုံးပဲမင်္ဂလာပါမကြခင်မှာဖွင့်လှစ်မဲ့ cash flow 101သင်တန်းလေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီသင်တန်းလေးကတော့ငွေကြေးအသိပညာနဲ့ယင်းနှိမ့်မြုပ်နှံမှုအခြေခံသင်ကြားပေးတဲ့သင်တန်းလေးတစ်ခုဖြစ်ပါတယ် batch 80ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဒီသင်တန်းက9ရက်တာ Zoom meeting မှာတစ်ဆင့်တက်ရောက်ရမှာဖြစ်ပါတယ်ဒီသင်တန်းလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေသင်ကြားရမှာလဲဆိုရင်အဓိကကတော့ငွေရဲ့အလုပ်လုပ်ပုံငွေတွေဘယ်လိုမျိုးတွေရှာဖွေကြသလဲကျွန်တော်တို့တွေငွေကိုဘယ်လိုမျိုးသုံးစွဲကြမလဲကိုယ့်ရဲ့ဝင်ငွေထွက်ငွေဘယ်လိုမျိုးတွေစီမံခန့်ခွဲရမလဲအသုံးစရိတ်တွေကိုဘယ်လိုထွေထားရမလဲနောက်ပြီးငွေစုချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကျွေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်တစ်ခုကအရေးကြီးဆုံးဖြစ်တဲ့ယင်းနှိမ့်မြုပ်နှံမှုနဲ့ပတ်သက်တဲ့သဘောတရားတွေဘယ်နေရာတွေမှာယင်းနှိမ့်မြုပ်နှံမလဲယင်းနှိမ့်မြုပ်နှံလို့ရအောင်ကျွန်တော်တို့ငွေတွေကိုဘယ်လိုအလုပ်လုပ်ခိုင်းမလဲဘယ်လိုမျိုးစီမံခန့်ခွဲမလဲအဲ့ဒါတွေကအရင်အရေးကြီးပါတယ်နောက်တစ်ခုကငွေနဲ့ပတ်သက်တဲ့ပန်းတိုင်တစ်ခုဖြစ်တဲ့ဒီ financial freedom ဆိုတဲ့ငွေကြေးလွတ်မြောက်ခြင်းကိုဘယ်လိုရောက်အောင်သွားကြမလဲအဲ့လိုရောက်အောင်သွားတဲ့အခါမှာအရေးကြီးဆုံးလိုအပ်တဲ့စီးပွားရေးယင်းနှိမ့်မြုပ်နှံမှုငွေကြေးစီမံခန့်ခွဲမှု financial planning ဆိုတဲ့ငွေစီမံကိန်းဒါတွေအားလုံးကိုကျွန်တော်တို့ကဒီသင်တန်းထဲမှာသင်ယူရမှာဖြစ်ပါတယ်ဒီသင်တန်းကိုတက်ရောက်မဲ့သူတွေအတွက်လက်ဆောင်အထူးအခွင့်အရေးအနေနဲ့အစီအစဉ်ပေးထားပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့ငွေကြေးကစားပွဲဆိုတဲ့ e-book လက်ဆောင်လေးကိုရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့ cash flow e-game ကိုဝယ်ယူလို့ရမယ် cash flow e-game ဆိုတာကကျွန်တော်တို့ဒီသင်တန်းမှာသင်ကြားမယ်ငွေကြေးနဲ့ပတ်သက်တဲ့သဘောတရားတွေယင်းနှိမ့်မြုပ်နှံမှုနဲ့ပတ်သက်တဲ့သဘောတရားတွေကို game တစ်ခုအနေနဲ့ချင်းကပ်လေ့လာသင်ယူရမယ်ဒီ game software လေးဖြစ်ပါတယ်သင်တန်းပြီးတဲ့နောက်ပိုင်းမှာလည်းဒီ cash flow 101 game လေးကိုအိမ်မှာကစားရင်းနဲ့ကိုယ့်ရဲ့ financial IQ တွေငွေနဲ့ပတ်သက်တဲ့အသိပညာယင်းနှိမ့်မြုပ်နှံမှု knowledge တွေတိုးလာအောင် practice လုပ်လို့ရမယ် game လေးတစ်ခုဖြစ်ပါတယ်နောက်ပြီးတော့ဒီ cash flow club အဖွဲ့ဝင်ဖြစ်ခွင့်ဒါလေးကကျွန်တော်တို့ကလစဉ် cash flow club ဆိုပြီးတော့ဒီ cash flow game ကိုကစားပြီးတော့ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေယင်းနှိမ့်မြုပ်နှံမှုသဘောတရားတွေကိုသင်တန်းစဉ်သင်တန်းသားသင်တန်းသူတွေနဲ့အတူတူဆွေးနွေးကြတဲ့အဖွဲ့လေးဖြစ်ပါတယ်သင်တန်း9ရက်ပြီးသွားခဲ့ရင်လည်းကျွန်တော်တို့ကဒီ cash flow club ထဲမှာပါဝင်ပြီးတော့လစဉ်လာတိုင်းမှာတွေ့ဆုံခွင့်ရမှာဖြစ်ပါတယ် Zoom meeting ကနေတဆင့်ဆွေးနွေးလို့ရမယ်မေးမြန်းလို့ရမယ်နောက်ပြီးတော့လက်ရှိပြင်ပလောကမှာငွေစီမံခန့်ခွဲနေတဲ့ကိစ္စတွေငွေနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေရင်းနှီးမြှုပ်နှံမှုအကြောင်းအရာတွေကိုလက်တွေ့ discuss လုပ်ကြရမယ်အဖွဲ့လေးပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့သင်ကြားရမယ် e-game ပုံစံလေးပါဒီ e-game ပုံစံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါဝင်တက်ရောက်ကြတဲ့သင်တန်းသားသင်တန်းသူတွေအနေနဲ့ financial statement ကိုအဓိကနားလည်ရမှာဖြစ်ပါတယ်။ဘဏ္ဍာရေးရှင်းတမ်းတွေဝင်ငွေထွက်ငွေရဲ့အလုပ်လုပ်ပုံတွေနောက်တစ်ခုကအရေးကြီးဆုံးဖြစ်တဲ့မိမိရဲ့ပိုင်ဆိုင်မှုနဲ့ပေးရန်တာဝန်ဆိုတဲ့ assets နဲ့ liabilities တွေကိုဘယ်လိုမျိုးတွေ manage လုပ်ကြရမလဲ။အဲ့ဒီ financial statement ပေါ်မှာအခြေခံပြီးတော့ငွေကြေးလွတ်မြောက်ခြင်း view ဟာကိုဘယ်လိုသွားကြမလဲ။ဒါလေးကိုကျွန်တော်တို့လေ့လာမှာ။ဒီ game လေးထဲမှာဆိုလို့ရှိရင်ဒီ red rake ဆိုတဲ့စက်ဝိုင်းလေးတစ်ခုပါတယ်ကြွက်ပြေးလန်းစက်ဝိုင်းလေးပေါ့ကြွက်ပြေးလန်းဆိုတဲ့အရာကကျွန်တော်တို့နေ့စဉ်ငွေအတွက်ရုန်းကန်လှုပ်ရှားလက်ပတ်ပြီးတော့ပတ်စံနေရှာလိုက်ပတ်စံနေဝင်လာလိုက်ကုံသွားလိုက်ပြန်ရှာလိုက်နေပဲလက်ပတ်နေရတဲ့ရုန်းကန်နေရတဲ့စက်ဝိုင်းကြီးတစ်ခုပေါ့အဲ့ဒီကြွက်ပြေးလန်းကနေကျွန်တော်တို့ကလွတ်မြောက်အောင်ဘယ်လိုမျိုးဆောင်ရွက်ကြမလဲဆိုတဲ့အကြောင်းလေးကို game လေးနဲ့စိတ်ဝင်စားစရာကျွန်တော်တို့ကလေ့ကျင့်ရမှာဖြစ်ပါတယ် game ဒီမိမိရဲ့ငွေအသိဉာဏ်နဲ့ငွေကြေးနဲ့ပတ်သက်တဲ့စည်ရင်းစရာတွေအတွေးခေါ်တွေယင်းနှိမ့်မြုပ်နှံမှုကိုမဟာဗျူဟာမြောက်ဘလို့စဉ်းစားတွေးခေါ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုကိုယ့်ရဲ့အုံနောက်နဲ့အတွေးခေါ်လေ့ကျင့်ပေးတဲ့အထောက်အကူပြုကစားပွဲလေးတစ်ခုလည်းဖြစ်ပါတယ်ဒီလို cash flow game လေးနဲ့ကျွန်တော်တို့ကငွေကြေးအသိပညာတွေကိုမြင့်တင်ရမှာပါဒီ cash flow 101သင်တန်းလေးကိုလာမယ့်ဇွန်လ23ရက်နေ့မှာ batch 8အနေနဲ့ဖွင့်လှစ်မှာပါသင်တန်းချိန်ကတော့ညစဉ်9နာရီကနေ9နာရီဖြစ်ပါတယ်9ရက်ဇက်တိုက်လေ့လာသင်ယူရမှာပါ Zoom meeting ကနေတဆင့်ကျွန်တော်နဲ့အတူတူဓာတ်ရိုက်တွေ့ဆုံပြီးတော့ဆွေးနွေးကြမယ်သင်ယူကြမယ်ဖလှယ်ကြမယ် cash flow game ကိုအတူတူချင်းကပ်လေ့လာပြီးတော့ကစားကြမှာလေ့ကျင့်ကြမှာဖြစ်ပါတယ် Zoom meeting ကိုဓာတ်ရိုက်မ join နိုင်တဲ့သူတွေအနေနဲ့လည်းကျွန်တော်တို့ကနေ့စဉ်သင်ကြားတဲ့ Zoom meeting ရဲ့ record video တွေကို Facebook group ထဲမှာပြန်လည်ပြီးတော့တင်ပေးမှာဖြစ်တယ်လို့Telegram group ထဲမှာလည်းတင်ပေးထားမှာဖြစ်ပါတယ်
ဒါကြောင့်ဒီသင်တန်းကို app ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က Facebook group ထဲကို join ခွင့်ရမယ် Telegram group ထဲကိုလည်း join ခွင့်ရမယ်အဲ့ဒီ group ထဲကိုရောက်ပြီဆိုတဲ့အခါမှာအခုတက်ရမယ့် batch 8ရဲ့Zoom meeting ရဲ့သင်ခန်းစာတွေအပြင်အရင် batch 1ကနေ batch 7အထိပေါ့တင်ကြားခဲ့တဲ့ Zoom meeting record တွေကိုပါလေ့လာခွင့်ရမှာဖြစ်ပါတယ်တန်းတိုင်းမှာတင်ကြားခဲ့တဲ့သင်ခန်းစာတွေအပြင်သင်တန်းသားသင်တန်းသူတွေရဲ့အရန်ကောင်းတဲ့ဆွေးနွေးမှုတွေကိုပါလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဒီသင်တန်းရဲ့သင်တန်းကြီးလေးကတော့2သိန်းကျပ်ဖြစ်ပါတယ်ပထမဦးဆုံးအနံမဲ့သင်တန်းသား30အတွက် early bird discount အနေနဲ့ 10% ရှိပါတယ်ဒါကြောင့်အထူးသင်တန်းကြီးအနေနဲ့3,800ကျပ်နဲ့သာဒီသင်တန်းလေးကို join ရမှာဖြစ်ပါတယ်ဒါကြောင့်သတ်မှတ်လူဦးရေမပြည့်ခင်လေးမှာဒီသင်တန်းလေးကိုတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Future Wave Training ရဲ့ Messenger မှာလာရောက်ပြီးတော့ဆက်သွယ်စုံစမ်းနိုင်ပါတယ်အဲ့တော့မိမိရဲ့ငွေကြေးအသိပညာတွေနဲ့ယင်းနှိမ့်မြုပ်နှံမှုအတွေးခေါ်တွေကိုမြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Cash Flow 101သင်တန်းလေးကိုဆက်သွယ်လိုက်ပါလို့တိုက်တွန်းလိုပါတယ်အားလုံးပဲငွေကြေးအသိပညာတွေတိုးပွားကြပြီးတော့အနာဂတ်ယင်းနှိမ့်မြုပ်နှံမှုတွေကောင်းမွန်စွာလုပ်ပြီးတော့ငွေကြေးလွတ်မြောက်မှုတွေရရှိကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်သင်တန်းမှာပြန်လည်တွေ့ဆုံကြရအောင်ပါကျေးဇူးတင်ပါတယ်အားလုံး